ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ် Artificial Intelligence AI ပေါ့ဒီ AI ကခေတ်သစ်ရွေးကောက်ပွဲတွေရဲ့ပုံစံကိုဘယ်လိုတွေတောင်ပြောင်းလဲပြနေတယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင် AI ကလူတယောက်ရဲ့မဲကိုလွှမ်းမိုးနိုင်တယ်လားဒီမဲခွင့်ကလေအခုချိန်မှာစစ်ကူရဲ့မဲခွန်းတစ်ခုမဟုတ်တော့ဘူးဗျကမ္ဘာတဝန်းကဒီမိုကရေစီနိုင်ငံတွေမှာတကယ်ကိုလက်တွေ့ဖြစ်ပျက်နေတဲ့အမှန်တရားတစ်ခုဖြစ်လာနေပါပြီ ဟုတ်ပြီအရင်ဆုံးအခုခေတ်ရဲ့အခြေအနေတစ်ကိုနားလည်ဖို့စူးစမ်းကြည့်ကြရအောင်အရင်တုန်းကလိုနိုင်ငံရေးတိုက်ပွဲတွေကလူထုရင်ပြင်နေမှာမဟုတ်တော့ဘူးအားလုံးရဲ့လက်ထဲမှာရှိနေတဲ့ဖုန်းတွေထဲက social media တွေပေါ်ကိုပြောင်းလဲပြီကမ်ပိန်းတွေကလည်းအရန်ကိုအစစ်မြင့်တဲ့နှီးပညာတွေနဲ့အားဖြစ်လာကြပြီလေ ဆိုတော့နိုင်ငံရေးပါတီတွေနဲ့ကိုစားလက်လောင်းတွေက AI ကိုသုံးပြီးလူတွေနဲ့တိုက်ရိုက်ချီဆက်လာကြတယ်။ဘာလို့လဲဆိုတော့တမာယုတ်ကြမီဒီယာတွေထက်ကုန်ကြစီတွေကလည်းများကြီးတက်တာတယ်။လူတွေစီကိုလည်းပို့ပြီးထိရောက်ရောက်ချင်းကပ်နိုင်တယ်လေ။ဒါပေမဲ့ဒီလိုအရင်ကမရှိခဲ့ဘူးတဲ့ဆက်တွေပြောဆိုနိုင်စွမ်းကအားသာချက်တည်ရှိတယ်လို့တစ်ဖက်မှာလည်းစိန်ခေါ်မှုအသက်တွေအားကောင်းတဲ့ပြဿနာတွေရဲ့အတွက်တကားဖွင့်ပေးလိုက်တယ်လို့ပါပဲ။ ဒီလိုအန်ဒီယာတွေကိုကိုပြီးရှင်းလင်းမြင်နိုင်ဖို့အတွက်ကျွန်တော်တို့ case study တစ်ခုကိုကြည့်ကြရအောင်အဲ့ဒါကတော့ကမ္ဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့အိန္ဒိယမှာဖြစ်ခဲ့တဲ့ကိစ္စပါအဓိကတုံးသွားတဲ့နည်းပညာကတော့ deep fake လို့ခေါ်တဲ့လိမ်လည်လစ်ဖြတဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ် deep fake ဆိုတာဘာလဲအလွယ်ပြောရရင်လေ AI ကိုသုံးပြီးတော့လူတစ်ယောက်ရဲ့ပုံမှန်တန်ထန်ဒါမှမဟုတ်အတန်ကိုသူတို့မပြောခဲ့မလုပ်ခဲ့တဲ့အရာတစ်ခုကိုပြောခဲ့တယ်လို့လုပ်ခဲ့တယ်လို့မျိုးအစစ်တိုင်းထအောင်ဖန်တီးထားတဲ့အတန်ဖိုင်ဒါမှမဟုတ်ဗီဒီယိုတူတွေပေါ့ဆိုတော့ digital ရုပ်သေးရုပ်လိုမျိုးပဲစဉ်းစားကြည့်လို့ရတယ်ကြည့်လိုက်ရင်နားထောင်လိုက်ရင်အစစ်လိုပဲဒါပေမဲ့တကယ်တမ်းမှာတော့လုံးဝအတုအယောင်ဖြစ်ပြီးလူတွေကိုလမ်းလွဲသွားအောင်တမင်ဖန်တီးထားတာပါ ဟုတ်ပြီဒါဆိုရင်ဒီလို defect တွေကိုဘယ်လိုခွဲခြားသိနိုင်မလဲတချို့အချက်လေးတွေတော့ရှိမှာလေတည်သေးချာချာတတိထားကြည့်မယ်ဆိုရင်ပေါ့ဥပမာမျက်နှာအမူအရာတွေကတဘာဝမကြပဲတောင့်တင်းနေတာမျိုးနှုတ်ခမ်းလှုပ်ရှားမှုနဲ့အတန်နဲ့မကိုက်တာမျိုးပြီးတော့ဗီဒီယိုတွေကအလင်းအမောင့်နဲ့အရိပ်တွေကမညီမညွတ်ဖြစ်နေတာမျိုးတွေတွေ့ရတတ်တယ်တခါလေဗီဒီယိုရဲ့တချို့နေရာတွေကဝါးနေတာပုံဖြတ်နေတာနောက်စိတ်ဝင်စားဖို့ကောင်းတာတခုကမျက်တောင်မခတ်တာမျိုးတွေကနေတဆင့်ဒါဟာဒီ fake ဖြစ်နိုင်တယ်လို့သဲလွန်စာရနိုင်ပါတယ် deep fake လိုမျိုးတိတိထထအတုအယောင်တွေပြုံးနောက်ထပ်တတိထားရမယ်ပို့ပြီးထင်မွေးတဲ့ချင်းချောက်မှုတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ micro targeting လို့ခေါ်တဲ့ပင်မထားစီယုံခြင်းပါပဲ။ဆိုလိုတာကမဲစင်တာရှင်တဦးချင်းစီကိုသူတို့နဲ့အဝင်ခွင့်ကြောင့်ထစ်မြက်စီယုံလုံဆောင်မှုသတင်းစကားတွေကို AI ကိုသုံးပြီးပေးပို့တာမျိုးပါ။ဒီပုံမှာဖြတ်ထားတာက micro targeting ရဲ့အထူးအခြေခံသဘောတရားပါပဲ။ AI ကလူမှုကွန်ရက်တွေ online ပေါ်ကလှုပ်ရှားမှုတွေကနေရလာတယ်။မရေးမတွေ့နိုင်တဲ့ data အချက်လက်တွေကိုချိတ်ဆက်ပြီးခွေချမ်းစိတ်ဖြာတယ်။အဲဒီကနေမှမဲဆန္ဒရှင်တို့ဦးချင်းစီရဲ့အသေးစိတ်ပုံရိပ်ကိုတိစောက်တာဖြစ်ပါတယ်။ ဒီ micro targeting လုပ်ငန်းစဉ်ကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတော့အဓိကအဖြစ်အဆင့်၃ဆင့်ရှိပါတယ်ပထမဆုံးအဆင့်က data တွေစုဆောင်းတာပါလူမှုကွန်ရက်တွေအများပြည်သူဆိုင်ရာမှတ်တမ်းတွေ online ပေါ်ကလှုပ်ဆောင်ချက်တွေကနေအချက်လက်တွေအကုန်စုတယ်ဒုတိယအဆင့်မှာတော့ AI ကအဲ့ဒီ data တွေကိုခွဲခြမ်းစိတ်ဖြာပြီးမဲဆန္ဒရှင်တို့ဦးစီရဲ့ဆက်ရိုက်လက္ခဏာစိတ်ဝင်စားမှုတွေနဲ့သူတို့ဘာကိုစိုးရိမ်ကြောက်ရွံ့တတ်တယ်လဲဆိုတာကိုဖော်ထုတ်ပါတယ်နောက်ဆုံးဆင့်မှာတော့အဲ့ဒီလူတယောက်ချင်းစီရဲ့ကရက်တီးထန်အံဝင်ခွင့်ကြဖြစ်စေမဲ့ campaign သတင်းစကားတွေကိုဖန်တီးပြီးပေးပို့လိုက်တာပါပဲဒါဟာတကယ့်ကိုအစစ်မြတ်တဲ့ digital တီးတိုးရှိုံမှုတစ်ခုလိုပါပဲဒီလို deepfake တွေ micro targeting တွေလိုနည်းပညာတွေကိုကြီးမားတဲ့အတိုင်းအတာနဲ့အသုံးချလိုက်တဲ့အခါဘာဖြစ်လာတယ်လဲဆိုတော့သတင်းအမားတွေဘလူးပလန်သွားတာပါပဲဒီလိုသတင်းအမားတွေလွှမ်းမိုးနေတဲ့အခြေအနေကိုပညာရှင်တွေက infodemic လို့ခေါ်ပါတယ်ဒါဟာဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ကိုချင်းချောက်နေတဲ့အန်ဒရစ်တစ်ခုပါပဲ World Economic Forum ကထောက်ပြန်ထားတဲ့အချက်တစ်ခုကအယံကိုစဉ်းစားစရာကောင်းပါတယ်သူတို့ပြောတာကတိုက်ခိုက်သူတွေဟာမဲတွေကိုပြောင်းလဲပစ်ဖို့အောင်မြင်စရာတော့မလိုဘူးတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ဂုဏ်သိက္ခာအပေါ်မှာတန်တရားဖြစ်တော့လှုပ်လိုက်ယုံတဲ့ကိုလူမှုအတိုင်းဝိုင်းရဲ့စီးလုံးညီညွတ်မှုနဲ့ရွေးကောက်ပွဲရလာပေါ်ထောက်ခံမှုတွေကိုပြက်ပြားသွားစေနိုင်တယ်လို့ဆိုပါတယ်အဲ့ဒီလိုတန်တရားတွေဝင်လာပြီးဆိုရင်ဘာကိုအဓိကထိခိုက်သွားတယ်လဲအဲ့ဒါကတော့အလို့ဖြစ်နေတဲ့ဒီမိုကရေစီစနစ်တစ်ခုရဲ့အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်တဲ့ယုံကြည်မှုကိုပဲတိုက်ရိုက်တိုက်စားသွားတာပါကဲဒီလောက်ဆိုရင်တော့အချီနီကတော်တော်လေးစိန်ခေါ်မှုများတယ်ဆိုတာမြင်ကြမှာပါဒါပေမဲ့မျှော်လင့်ချက်မမြတ်သေးပါဘူးဒီလိုချင်းချောက်မှုတွေကိုပြက်လဲတုံးပြန်တိုက်ဖြတ်ထို့ကြိုးပမ်းမှုတွေလည်းတစ်ဖက်မှာတိုးပွားလာနေပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့အစောပိုင်းမှာဆွေးနွေးခဲ့တယ်လို့ပဲ AI ကပြဿနာရဲ့အရင်းမြစ်တစ်ခုဖြစ်နိုင်ပါတယ်ဒါပေမဲ့လေစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီ AI ကိုပဲအသွင်ပြပြီးတော့ဖြည့်ရှင်းနည်းရဲ့အဓိကစိတ်ပိုင်းတစ်ခုဖြစ်လာအောင်လဲဖန်တီးလို့ရပြရောဆိုလိုတာကဒီနေ့ဖြစ်လာကိုပဲရွေးကောက်ပွဲတွေကိုကာကွယ်ဖို့အတွက်
အတုံးချနိုင်နေဆိုရဲအတိတ်ပဲပါပဲ အဖြေကတော့တစ်ခုရဲနဲ့မရပါဘူးသက်ဆိုင်သူအားလုံးပူပေါင်းဆောင်ရွက်ရမယ့်ချင်းကပ်ပုံတစ်ခုလိုအပ်ပါတယ်ဥပမာအချက်လက်စစ်ဆေးလက်ကွန်ရက်တွေကိုအားကောင်းအောင်လုပ်ရမယ် Deepfake နဲ့တဲ့အမားတွေကိုစောစောစီစီထိနိုင်ဖို့လူကိုယ်တိုင်ရော AI နည်းပညာကိုပါသုံးရမယ်နောက်ပြီးတော့ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်နိုင်ငံရေးကမ်ပိန်းတွေမှာ AI နဲ့ဖန်တီးထားတဲ့အကြောင်းအရာတွေဆိုရင်ဒါကိုမဖြစ်မနေထုတ်ဖော်ပြောကြဖို့လိုအပ်ပါတယ်ဒါ့အပြင် AI မောင်းနေတဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေးစနစ်တွေသုံးပြီးတော့ social media တွေပေါ်ကအမုန်းစကားတွေဝါဒဖြန့်မှုတွေကိုအချိန်နဲ့ကြပြင်းကြီးစောင့်ကြည့်တာမျိုးတွေလုပ်နိုင်ပါတယ်။အရေးကြီးဆုံးကတော့တာဝန်ယူမှုတာဝန်ခံမှုကိုမြင့်တင်ဖို့ပါတယ်။အိန္ဒိယမှာအဆိုပြုခဲ့တဲ့လိုမျိုး NDA ရှိတဲ့အကြောင်းအရာတွေဖန်တီးသူတွေကိုတာဝန်ခံစေမဲ့စီးမင်းတွေရေးဆွဲဖို့လိုအပ်ပါတယ် AI မောင်းနဲ့ရွေကောက်ပွဲစောင့်ကြည့်မှုဆိုတာဘာကိုပြောတာလဲဒါက AI system တစ်ခုပါပဲသူ့ရဲ့ရည်ရွယ်ချက်ကပွင့်လင်းမြင်သာမှုနဲ့တိကျမှန်ကန်မှုကိုမြင့်တင်ဖို့ပါမဲပုံးတွေကိုချဲလဲတာကနေစပြီး online ပေါ်ကသတင်းအမှား campaign တွေခီရွေကောက်ပွဲနဲ့ဆိုင်တဲ့မမှန်မကန်မှုတွေကိုအချိန်နဲ့တပြေးညီထောက်လှမ်းပြီးသတင်းပေါ်ပိန်းနိုင်အောင်ဒီဇိုင်းထုတ်ထားတာပါတနည်းအားဖြင့် AI ကိုမဲပေးခြင်းလုပ်ငန်းစဉ်တစ်ခုလုံးလုံခြုံအောင်ကူညီပေးတဲ့စောင့်ကြည့်တို့ဖြစ်ပြောင်းလဲလိုက်တာပေါ့ ကဲနောက်ဆုံးမှာတော့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးမေးခွန်းတစ်ခုချန်ခဲ့ပါတယ်ဒီလိုအရာရာ digital ဖြစ်လာတဲ့ခေတ်သစ်ကြီးမှာဒီမိုကရေစီရဲ့အနာဂတ်အတွက်တကယ်တမ်းဘယ်သူမှတာဝန်ရှိတယ်လဲအစိုးရတွေလားနိဖိညာကုမ္ပဏီကြီးတွေလားဒါမှမဟုတ်ကျွန်တော်တို့ပြည်သူတူးချင်းစီမလားဒါကတော့ကျွန်တော်တို့အားလုံးအလေးနဲ့ထားစဉ်းစားရမယ့်မေးခွန်းတစ်ခုပါပဲ